မင်္ဂလာပါဒီကနေ့ပြသပေးမီကားလေးကတော့အာရှေကူမာရဲ့နောက်ဆုံးထွက်ခေတ်စရိုက်နှစ်ဖြစ်ရဲ့မှန်ကားလေးဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့အင်္ဂလိပ်လူတစုကအိန္ဒိယလူမျိုးတွေကိုလူမျိုးတုံးတက်ဖြတ်တာကနေစပါတယ်ဒီကားထဲမှာမောင်ရင်ကွဲကအထက်အရာရှိတယောက်ပါမောင်ရင်ကွဲကလည်းအိန္ဒိယလူမျိုးတယောက်ပါလူမျိုးတုံးတက်ခံရတဲ့လူတွေရဲ့ကြံခဲ့တဲ့မိသားစုကတော့ဆန္ဒပြကြပါတယ်လက်တွေ့ဘဝလိုပဲငွေများတရားနိုင်ဆိုတဲ့အတိုင်းလူမျိုးတုံးတက်ဖြတ်ဖို့လုပ်တဲ့သူကပတ်စံရှိကြသူပါပတ်စံရှိတော့ဆန္ဒပြသူတွေကိုတရားဖို့၃ယောက်နဲ့ငွေပေးပြီးစုညံမှုတွေကိုရက်ခိုင်းတယ်ဒါကိုမကျေနပ်သူကတော့ရှေ့နေမလေးမချစ်စုပါမချစ်စုကတော့မောင်ရင်ကွဲလောက်ပညာမစုံပေမဲ့တရားမျှတမှုလိုချင်သူပါမချစ်စုကမောင်ရင်ကွဲကိုမတရားမှုကိုလက်ပိုက်မကြည့်နေတင်ဘူးလက်ဖြုတ်ကြည့်ရမည်လို့ရရှိတယ်မောင်ရင်ကွဲကလည်းမချစ်စုရဲ့စကားကိုနားထောင်တယ်မောင်ရင်ကွဲကလူမျိုးတုံးတက်ဖြတ်ဖို့စီဆက်တဲ့အင်္ဂလိပ်တွေကိုအမှုရင်ဆိုင်ဖို့ဆုံးဖြတ်တယ်ဒါပေမဲ့မောင်ရင်ကွဲရဲ့ပြိုင်ဘက်ကတော့မောင်ညံကောင်းဖြစ်နေခဲ့တာပါမောင်ညံကောင်းကတော့အင်္ဂလိပ်တွေဘက်ကပခုခံပြောဆိုပါပြီးမောင်ရင်ကွဲကတော့မောင်ညံကောင်းကိုအမှုလိုက်မနိုင်ဖြစ်နေပါတယ်မောင်ရင်ကွဲကလူမျိုးတုံးတက်ဖြတ်ဖို့အမိန့်ပေးခဲ့တဲ့အရာရှိကိုယ်တိုင်ကငငယ်ကစိတ်တန်ရာရခဲ့တာဆိုတဲ့တက်တည်ပြတဲ့အင်္ဂလိပ်အရာရှိကငငယ်ကအိန္ဒိယရီစီကစကားမပီလို့စနောက်ခံဘူးသူပါဒါအပြင်အဖေကလည်းငငယ်ကလေးကအိန္ဒိယလူမျိုးတွေကိုမုန်းတက်အောင်တင်ပေးခဲ့ပါတယ်အင်္ဂလိပ်အရာရှိကလည်းငငယ်ကအကြောင်းတွေပြန်တတိယပြီးဒေါသထွက်လာပါပြီနောက်ဆုံးမှာတော့မောင်ရင်ကွဲကအိန္ဒိယလူမျိုးတွေအတွက်မျှတမှုကိုယူဆောင်နိုင်ခဲ့ပါတယ်မောင်ရင်ကွဲလည်းအိန္ဒိယပြည်သူလူထုအတွက်ဟီးရိုးတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီကားလေးမှာပေးသွားတဲ့သင်ခန်းစာကတော့ကျွန်တော်တို့ရဲ့လက်ရှိအမှုအကျင့်ကငငယ်တုန်းကဖြစ်ပျက်ခဲ့တဲ့အတွေ့အကြုံပတ်ဝန်းကျင်တွေကပုံဖော်ပေးတတ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့လည်းငငယ်ကမကောင်းတဲ့စိတ်ဆွဲတွေရှိခဲ့ရင်လည်းတရားသဘောနဲ့ဖြေလိုက်ပါလို့အကြံပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်